တရုတ်ကမြန်မာပြည်သိမ်းပိုက်ရေးအစီအစဉ်မှာတိကျမြန်မာနိုင်ငံမှာဗဟိုမှာအားနေတဲ့အစိုးရပဲသူတို့လုပ်ချင်တယ်။ကျန်တဲ့အတိုက်ခံတွေကသူတို့ကူညီတယ်လို့ကျွန်တော်ယူဆတယ်။တိုင်းသားအဖွဲ့တွေကူညီတယ်ကျွန်တော်ယူဆ။သူ့အောက်ကိုဆွဲတင်ပြီးတော့လုံးဝပြန်လန်းမရှိတဲ့အနေအထားအထိလုံးမှာတရုတ်ကအာဏာရှင်နိုင်ငံမြန်မာပြည်ဒီမိုကရေစီကတရုတ်ကမလို့ချင်ဘူး။ကျွန်တော်ကဒီမိုကရေစီကိုတောင်းမှာ diversity ပေါ့နော်။မတူကွဲပြားမှုတွေကိုအတူတူနေကိုတောင်းမှာ။အဲ့ဒါကိုကျွန်တော်လက်ခံနိုင်မှုလို့ပဲ။အဲ့တော့ဟာဘာပဲဖြစ်အကုန်လုံးတူရမယ်ပါတီဒီလူကိုထောက်ခံကုန်ထောက်ခံမယ်အဲ့လိုဖြစ်စေချင်ပုံရတယ်ပုံမှာဖြစ်မှာလေအဲ့တော့ကျွန်တော်ကဒီ pluralism diversity ဒါကိုကျွန်တော်လက်ခံမယ်အဲ့ဒါကိုလက်ခံနိုင်မှကျွန်တော်က democracy ကိုပွားလို့ရတယ်မြန်မာနိုင်ငံထဲမှာတရုတ်ဝင်ပါနေတာတရုတ်ဝင်လုံနေတာတရုတ်ကနေတိုင်းသားတချို့လက်နက်ကိုင်တချို့ကိုကင်ပြီးဝင်ပါနေတာတရုတ်ကမြေရှားတွေယူနေတာတရုတ်ကမြန်မာနိုင်ငံဝင်ချင်နေတာကိုလေးလာသုံးသပ်ပြောဆိုရင်မင်းတို့ကိုမင်းစင်လိုပဲဖန်ခံမယ်ဆိုတာမျိုးပြောတာမျိုးမဖြစ်နိုင်ဘူးလားဦးမင်းအောင်နိုင်ကတရုတ်သွားတဲ့ကိစ္စမှာတချို့လဲခမန်းသုံးသပ်ပြောတာအများကြီးရှိတော့ပေါ့ဗျာမြန်မာပြည်မှာမြစ်ဆုံစီမံကိန်းဟုတ်တယ်ယူနန်ကနေကြောက်ဖြူထိရထားလမ်းပေါက်မယ်ယူနန်မန္တလေးကြောက်ဖြူရထားလမ်းပေါက်မယ်ကိစ္စယူနန်မန္တလေးရန်ကုန်ရထားလမ်းပေါက်မယ်ကိစ္စနော်မြစ်ကြီးနားကနေချင်းတွင်းမြစ်ကနေပြီးတော့ AR မြစ်ကြောင်းကနေရန်ကုန်ထိရေကြောင်းလမ်းပေါက်မယ်ကိစ္စမြစ်ကြီးနားကိုတရုတ်စီမံကိန်းမြို့အဖြစ်တတ်မှတ်ဖို့ကိစ္စတွေဒီတရုတ်နဲ့မြန်မာမှာအကျိုးသဘောတူပြီးသားတယ်ဒါတွေကိုစတင်အကောင့်တွေပေါ်ဖို့ဆွေးနွေးနိုင်တယ်တရုတ်နဲ့မြန်မာကိစ္စမှာတရုတ်ရင်းနှီးမြှုပ်နှံမှုတွေအများကြီးလာနိုင်တယ်တရုတ်လုပ်ငန်းရှင်တွေကုန်သည်တွေဘာအများကြီးဝင်လာနိုင်တယ်တရုတ်နည်းပညာတွေအများကြီးဝင်လာနိုင်တယ်စီးပွားရေးကိစ္စမှာဖြစ်စေနည်းပညာကိစ္စမှာဖြစ်စေဘယ်ကိစ္စမှာမှဗမာနိုင်ငံကဘယ်နိုင်ငံထဲမှာလုပ်လို့မရတော့လောက်အောင်ဒီတရုတ်ကလှုပ်လိုက်ဖို့လှုပ်လိုက်နိုင်တယ်အဲ့တော့တရုတ်ရဲ့အကူအညီကိုယူပြီးတော့တိုင်းရင်းသားအဖွဲ့တချို့ပေါ့ဗျာအထူးသဖြင့်ညီနောင်သုံးဘက်လိုဟာမျိုးတွေကိုသူတို့ဆွေးနွေးနိုင်တယ်နော်ဆွေးနွေးပွဲတွေဖြစ်နိုင်တယ် NCA လိုဟာမျိုးတွေပြန်လှုပ်လာနိုင်တယ်ပြစ်ကဲအစဲတွေဆွေးနွေးလာနိုင်တယ်မြန်မာနိုင်ငံမှာလက်ရှိခရိုနီတို့ကျန်တဲ့တထေးတွေဆိုတာလည်းတရုတ်တွေပါပဲနော်ခုနပြောရင်တရားမဝင်ငွေတွေနဲ့ချမ်းသာလာတဲ့လူတွေအကုန်လုံးကသူတို့ပေါင်းပြီးတော့မြန်မာစီးပွားရေးနိုင်ငံရေးစေတရုတ်ကချုပ်မှာတရုတ်အထောက်အပံ့နဲ့တရုတ်အကူအညီကိုယူပြီးလုပ်နေတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေများရှိခဲ့ရင်ပေါ့ဗျာနော်ကျွန်တော်ရှိတယ်လို့မဆိုဆွဲသတိထားဖို့လိုတယ်ခင်ဗျားတို့ကိုယ်တိုင်ထောင်ကြောင်တဲ့ကိုအတူတူပါသွားနိုင်တယ်မြန်မာပြည်သူတွေကတော့တရုတ်လက်ထက်မှာနေမှာမဟုတ်ဘူးဗျ